ချိုးကိုထမ်းရွက်သူတွေပရဟိတစိတ်ဓာတ်များနဲ့ဖြူရောင်လာမင်းကြီးပမာမြစ်တာတွေနဲ့ပရဟိတကဘာကြီးဖြစ်တည်လာဘာသာသာသနာလူမှုရေးများဆောင်ရွက်လို့နေမုံမြတ်တဲ့စိတ်စေတနာရှင်ခဏလေးဆိုတော့လူဘဝပန်းလို့မကြွေကင်းပရဟိတလုပ်ငန်းတူတော်မြစ်တာဖြူစင်စေတနာရှင်ဗုဒ္ဓမြတ်ဗျာဟောတဲ့တရားတော်များနဲ့ညီအများကျိုးကိုဆောင်ကိုကျိုးစွန့်ထမ်းရွက်နေသူတွေကိုမျိုးကုန်ဘာသာမပြောက်အောင်ထိမ့်သိမ့်ငါရဲ့သာသနာကျိုးကိုမှန်မြော်ပရဟိတဘတ်မွန်ကပါကောင်းကျိုးအလုံးထမ်းဆောင်မြင့်မြတ်တဲ့စိတ်ပိုင်ရှင်တွေဒီပရဟိတအသင်းဖွဲ့ကြီးကိုထာဝစဉ်ဂုဏ်ပြုလျက်ပါကိုယ်စိတ်နှလုံးရွှင်ချမ်းမြေပါစေမခင်ဖောင်ကြီးစီကတို့တူတခီးသွားရင်တူကိုတူဖေးမဝိုင်းကူလူသားချင်းတူတူကူညီခြင်းစိတ်နဲ့ဖေးမဝိုင်းကူအချိုးကိုထမ်းရွက်သူတွေပရဟိတစိတ်ဓာတ်များနဲ့ဖြူရောင်လာမင်းကြီးပမာမြစ်တာတွေနဲ့ပရဟိတကဘာကြီးဖြစ်တည်လာဘာသာသာသနာလူမှုရေးများဆောင်ရွက်လို့နေမုံမြတ်တဲ့စိတ်စေတနာရှင်ခဏလေးဆိုတော့လူဘဝပန်းလို့မကြွေကင်းပရဟိတလုပ်ငန်းတူတော်မြစ်တာဖြူစင်စေတနာရှင်ဗုဒ္ဓမြတ်ဗျာဟောတဲ့တရားတော်များနဲ့ညီအများကျိုးကိုဆောင်ကိုကျိုးစွန့်ထမ်းရွက်နေသူတွေကိုမျိုးကုန်ဘာသာမပြောက်အောင်ထိမ့်သိမ့်ငါရဲ့သာသနာကျိုးကိုမှန်မြော်ပရဟိတဘတ်မွန်ကပါကောင်းကျိုးအလုံးထမ်းဆောင်မြင့်မြတ်တဲ့စိတ်ပိုင်ရှင်တွေဒီပရဟိတအသင်းဖွဲ့ကြီးကိုထာဝစဉ်ဂုဏ်ပြုလျက်ပါကိုယ်စိတ်နှလုံးရွှင်ချမ်းမြေပါစေမခင်ဖောင်ကြီးစီကတို့တူတခီးသွားရင်တူကိုတူဖေးမဝိုင်းကူလူသားချင်းတူတူကူညီခြင်းစိတ်နဲ့ဖေးမဝိုင်းကူ